ဆိုင်ထဲမှာရှိတဲ့ဦးလန်းကျောင်းထဲမှာရှိတဲ့ပိုးကောင်ရေတော့ကကမ္ဘာလူဦးရေရဲ့အစတစ်ထောင်ပိုးများတယ်စေးသိပ္ပံပြောတာဒီခန္ဓာကိုယ်ထဲမှာပိုးကောင်တွေကြီးတယ်အဲ့ဒီပိုးကောင်တွေက immune system အတွက်ဘုံတို့ခန္ဓာကိုယ်ထဲမှာယောဂဗျာတွေလာရင်သူပြန်တိုက်ထုတ်တာစားတော့ပြောတယ်ပိုးမျိုး80လို့ပြောတယ်အရေအတွက်ကိုပြောတာမဟုတ်ဘူးပိုးတွေရဲ့ type ပေါ့နော် type of virus လို့ပြောမှာပေါ့ဆိုတော့ဘုံတို့တွေမှာရှိတဲ့ဇီဝပိုးမွားတွေအရေအတွက်တွေဒီအမျိုးအစားတွေ80လို့ပြောတယ်အဲ့ဒါတော့တစ်မျိုးဆိုအများကြီးရှိတယ်digestive system အတွက်အထောက်အကူပြုတွေဟာ immune system အတွက်အထောက်အကူပြုအဲ့ဒါအကုန်လုံးကပိုးတွေလို့ပြောတာပဲဟုတ်လားဇီဝဖြစ်စဉ်ပေါ့အဲ့တော့ခန္ဓာကိုယ်ထဲမှာ biodiversity အဲ့ဒီမှာအစာအိမ်ကအစာပုံမှန်မစားဘူးအစာကိုစနစ်တကျမစားဘူးဆိုတာ ਨੇ ဒုတိယထိမှာအုံနောက်ပဲဒါကြောင့်အစာအိမ်ကိုဒုတိယအုံနောက်လို့ပြောတာနောက်ခြေထောက်ကြတော့ခြေသလုံးကိုဒုတိယနှလုံးခြေသလုံးနဲ့နှလုံးဒီမှာရှိတယ်ဒုတိယနှလုံးခြေသလုံးဒါကြောင့်လမ်းလျှောက်ပေးရတယ်ဘုန်းတို့မနက်ကတနာရီအနည်းဆုံးလမ်းလျှောက်ပေးပြီအဲ့ဒါကျမကြီးဆေးကုတရားမလို့တာအကောင်းဆုံးပဲဆေးကုနိုင်တာကိုကြွားမနေနဲ့ဆေးကုနိုင်တာကြွားတရားမဟုတ်ဘူးဟုတ်ရဲ့လားဒီလိုတို့ဘယ်နိုင်ငံသွားကုတာပါညာအဲ့ဒါကြွားတရားမဟုတ်ဘူးယောဂထုလို့ကုနေရတာလေဆေးကုတရားမလို့ဘူးဆိုတာမှတဲကောင်းဆေးကုတရားမလို့ဘူးဆိုရင်တော့အစားတောက်နေထိုင်ကိုဆင်ခြင်ရဒါဘုံဘုံတို့ကတရားပဲနော်ဓမ္မပဒမှာမြတ်စွာဘုရားရှင်အာရောကြပရမလာပါတန်တုဋ္ဌိပရမတဏံဒီလိုမျိုးပြောတယ်အာရောကြပရမလာပါကျမ်းမာခြင်းဟာအကောင်းဆုံးကြွယ်ဝမှုပဲကျမ်းမာတာထက်ပိုကောင်းတဲ့ကြွယ်ဝမှုဆိုတာမရှိဘူးလူကကျမ်းမာတာနဲ့စိတ်ကအလိုလိုကိုတက်ကြွနေရဲရဲအစာကိုနည်းနည်းစားအာရခပဲအာရခတံပရာဘုံဘ body structure ထိန်းတာလေဘုံဘအရက်က9ဘိတ်နဲ့9လက်မရှိအဲ့တော့ဘုံဘက140ပေါင်ရှိရချိန်ကြည့်140ဘုံလုံးဝဒီခန္ဓာကိုယ်ရဲ့အရက်အရှိနဲ့ပေါင်နဲ့လုံးဝကတိထိန်းတယ်အဲကြောင့်ဘုံဘမပင်မမှုပေါ့ပါတော့လည်းရှိတယ်လူကလိုအပ်တာတဲ့ပိုးပိန်းနေတော့လေခန္ဓာကိုယ် immune system အာမကောင်းလိုအပ်တာတဲ့ပိုးပြီးဝနေတော့လေဝိတ်ချရတာတို့ body weight ကက်လို့ရတာဒါပင်ပန်းနေဒါကြောင့်ဘုံဘဘာကိုကူးဆိုင်အစားအသောက်စားတဲ့ဟာကူးဆိုင်အရေးကြီးဆုံးကအစားအသောက်အရခမြတ်စွာဘုရားရှင်မတ္တညုတဇဗတ္တသမိအစားအသောက်ကိုအတိုင်းရှိသည်စားတယ်မြတ်စွာဘုရားရှင်ဂုဏ်တော်ဘယ်လောက်ရှိတော့ဂုဏ်တော်9ပါးတယ်ဟုတ်လားဂုဏ်တော်9ပါးအကျယ်ချက်တော့ဂုဏ်တော်အနန္တပေါ့အဲ့ဒါမှာဝိဇ္ဇာစရဏတမ္ပန္နဆိုတဲ့ဂုဏ်တော်ပါဘူးလားဘယ်နှခုမြောက်လဲ3ခုမြောက်နော်ဝိဇ္ဇာစရဏအဲ့မှာစရဏ35ပါဝိဇ္ဇာ3ပါဝိဇ္ဇာ10ပါစရဏ35ပါစရဏဆိုအလေးကျင့် good habits ကိုပြောတာအလေးကျင့်ကောင်15ခုအဲ့ဒါမှာမြတ်စွာဘုရားရှင်ရဲ့15ခုမြောက်အလေးကျင့်ကမတ္တညုတဇဗတ္တသမိမြတ်စွာဘုရားရှင်ကပါသူကဒီအစားအသောက်နဲ့ပတ်သက်လို့ဆိုရင်တဲ့ဘောဇနိမတ္တညုတာတဲ့အစားအသောက်ကိုအတိုင်းရှည်သိပြီးစားတယ်မြတ်စွာဘုရားအသက်80ရောက်တော့ဘိုက်မဆူဘူးတော်တော်အရေးကြီးတယ်ညအိယာဝန်ကန်ဒီလမ်းမိနစ်40ရောက်အဲ့ဒါကမြတ်စွာဘုရားကြီး habitual process မှာတကယ်ကို good habits ဘုန်းတော်ဒါအရေးကြီးတယ် routine